ကျွန်တော်ဒီ21ကြိမ်အတွက်ပေါ့နော်ကျွန်တော်ဒီ21ကြိမ်မှာကျွန်တော်တင်နောက်ပိတ်ကျွန်တော်အစိုက်ကိုကျွန်တော်ဒီလိုက်နေတာပေါ့နော်ကျွန်တော်ရောက်လာပြီကျွန်တော်ရောက်လာပြီလဲဆိုတော့ကျွန်တော်ဒီ3နောက်ပိတ်ပေါ့နော်3နောက်ပိတ်လို့ရှိတဲ့အချိန်မှာကျွန်တော်3နဲ့9နဲ့ဒီနှလုံးပေါင်းချင်းဒီ10လို့ဖြစ်တယ်အဲ့ဒီနောက်နှစ်တည်းမှာကျွန်တော်2နောက်ပိတ်လိုက်ကြည့်တာပေါ့နော်2နောက်ပိတ်10လို့ဖြစ်တာမဖြစ်ခဲ့ဘူးပေါ့နော်ဒီမှာလည်း2နောက်ပိတ်10လို့မဖြစ်ဘူးဒီမှာလည်း2နောက်ပိတ်10လို့မဖြစ်ဘူးဒီမှာ2နောက်ပိတ်တယ်ပဲနော်8ပေါ့နော်10လို့ဖြစ်တယ်ဒီ2နဲ့8နဲ့ပေါင်းချင်းဒီ10လို့ဖြစ်တယ်အဲ့ဒီ site ကိုလိုက်တော့ပေါ့ဒီနှစ်ထဲမှာနောက်နှစ်ပေါ့နော်ဟိုဒီရောက်တင်းနောက်ပိတ်တယ်ပေါ့နော်10လို့မဖြစ်ဘူးပဲတင်းနောက်ပိတ်တယ်10လို့မဖြစ်ဘူးဒီမှာတင်းနောက်ပိတ်တဲ့အတွက်အဲ့ဒီမှာ10လို့ဖြစ်မလားပေါ့ဒီတစ်ချိန်ပဲကြံတော့တဲ့အတွက်ကျွန်တော်တို့ဒီမှာ6ထိပ်ပေါ့နော်ဒီဘာကြောင့်6ထိပ်လို့ရှိလဲယူရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ3ခုအတွဲပေါ့နော်ခု8 9ပေါ့ကျွန်တော်တို့စီနီယာနဲ့သွားမယ်ဆိုတော့ဒီမှာ3 2 1အဲ့လိုမျိုးဒီ3ခုနှလုံးပေါင်းကြီး10ပေါ့နော်သူအဲ့ဒီ3နောက်ပိတ်မပိတ်ခင်မှာလည်း1ပင်2ပင်3ပင်4ပင်မှာ6ထိပ်ပေါ့နော်6ထိပ်6နှစ်3ဒီ4လို့ဖြစ်တယ်အဲ့ဒီထောက်ချက်ကလေးကထောက်ပြီးမှကျွန်တော်3နောက်ပိတ်တာနော်စောစောကကျွန်တော်2နောက်ပိတ်တဲ့နေရာမှာ1ပင်2ပင်3ပင်4ပင်မှာ8 9ပြီးတော့8ပေါ့နော်ကျွန်တော်တို့8ထိပ်တယ်9ပြီးတော့8ထိပ်တယ်4ပြီးတော့ဒါက8 9 6ဒီ3ပေါ့နော်8 9 6ဒီ3ဆိုပြီးမှဒါကပြန်ပေးထားတဲ့အတွက်ပေါ့နော်သူက8လို့ထောက်ပြီးမှကျွန်တော်တို့က2နောက်ပိတ်နဲ့8နဲ့8ထိပ်နဲ့ပေါင်းရင်ဒီ10လို့ဖြစ်တာလားဒီမှာရောက်တော့1နောက်ပိတ်ပေါ့နော်1 2 3 4ပြင်မြောက်ပါခွန်ထိပ်ပေါ့နော်ကျွန်တော်4 3ပြီးတော့2ပေါ့နော်ခွန်ထိပ်နဲ့လာပြီး4 3 2 9 8ခွန်ပေါ့ထိပ်ကအဲ့ပုံစံလေးနဲ့လာပြီးမှတဲ့ကျွန်တော်1နောက်ပိတ်လို့လာပေးထားတယ်ပေးထားပြီးမှဒီနေရာမှာ1ထိပ်ပေါ့နော် sorry ပေါ့9ထိပ်ပေါ့9ထိပ်လို့လာမှာပေါ့ဒီပထမကတ်ကိုပြန်သွားမှာဆိုရင်3နဲ့9နဲ့ပေါင်းချင်းဒီ10ပေါ့နော်အဲ့ဒီခွန်ရဲ့ပါဝါဒီ2ဖြစ်တာပေါ့နော်အဲ့ဒီ2ဒီတဲ့5ခွန်အတွဲပြီးတော့ခွန်ကနောက်ပိတ်မှုတွေနဲ့5ခွန်အတွဲပေါ့နော်ခွန်ထိပ်ကြောင်းမယ်ခွန်ထိပ်နောက်ပေါင်း2 5ခွန်နောက်ပိတ်ကမူတွေဆိုတော့ကျွန်တော်တို့ဒီမှာ5ထည့်မှာပေါ့နော်ဒီမှာရတော့ကျွန်တော်တို့ဒီမှာ8နဲ့2နဲ့ပေါင်းချင်း10ပေါ့နော်8ရဲ့ပါဝါဒီ3ပေါ့နော်အဲ့ဒီ3လို့ဖြစ်လိုက်တာ ਨੇ ခွန်ကကျွန်တော်တို့နောက်ပိတ်ကမူစီပိတ်တာတော့6ခါထည့်အောင်8 6ခွန်တစ်ကွက်ထဲပေါ့နော်ဒီမှာရောက်တော့6ထိပ်ပေါ့နော်6ထိပ်ဆိုတော့ကျွန်တော်တို့ဒီ6ရဲ့ပါဝါဒီနောက်ပေါင်း4ကိုခွန်ကမူစီပိတ်ရမှာဆိုကျွန်တော်တို့6ခွန်ပေါ့နော်6ခွန်ဆိုပြီးမှတစ်ကွက်တည်းရတာပေါ့ဒီ site ကလေးကတော့ရိုးရှင်းပါတယ်ရိုးဒီလွယ်တဲ့ site တွေလည်းကျွန်တော်တို့ရှိတာပေါ့နော်ခက်တဲ့ site တွေကလည်းပေးနေတယ်လွယ်တဲ့ site တွေလည်းပေးနိုင်တာပေါ့ကြိုက်တယ်ဆိုရင်တော့6ခွန်တစ်ကွက်ထဲပဲထိုးအောင်ပါပေါ့နော်အဲကျွန်တော်တို့ဒီ member ထဲမှာဒီကနေကိုကျွန်တော်ထည့်ပေးပါဖြစ်ပါတယ်အဲ member ကမာဆုံးထိုးရမယ့်ကနေကတော့ကျွန်တော်ရထားပြီပေါ့နော်